ကိုကအလုတ်ထဲမှာအမားမလုပ်ခဲ့ဘူးဒါပေမဲ့လို့ဒီအလုတ်ထဲကအမားတစ်စုံတရာကကိုယ့်ရဲ့အပြစ်ဖြစ်သွားတယ်နော်မမျော်လင့်မဲနဲ့ကိုလုတ်တဲ့အပြစ်လို့ဖြစ်သွားပြီးတော့ကိုကဂျားရီကနေခုတုံးလုံးခံရတဲ့အပြစ်သားတစ်ယောက်ဖြစ်သွားတဲ့ပုံစံမျိုးဆိုလို့ရှိရင်เราไม่ได้ทำผิดแต่กลับต้องเป็นแพะระบาปเราไม่ได้ทำผิดแต่กลับต้องเป็นแพะระบาปเราဆိုတာဒီနေရာမှာကျွန်တော်လို့ရည်ညွှန်းမယ်နော်ไม่ได้ทำผิดဆိုတာကအမှားမလုပ်ခဲ့ဘူးแต่ဒါပေမဲ့เราไม่ได้ทำผิดแต่ကျွန်တော်အမှားမလုပ်ခဲ့ပေမဲ့กลับต้องเป็นกลับဆိုတာပြန်တယ်ဒီနေရာမှာပြောင်းပြန်ပြန်ဖြစ်သွားတယ်ပေါ့နော်ต้องเป็นဆိုတာကဒီဆိုးရတဲ့အရာတစ်ခုကကိုကခံရတော့မဲ့ပုံစံမျိုးပြောတာပေါ့နော်ဒါနောက်ကဝါကြပုံမူတည်ပြီးတော့ဖဲရဘဆိုတာကဒီအပြစ်သားပေါ့နော်အပြစ်ခံရတဲ့သူခုတုံးလောက်ခံရတယ်ခုတုံးလောက်ပြီးတော့ဒီအပြစ်သားအပြစ်ကိုခံရတာကိုပြောတာနော်เราไม่ได้ทำผิดแต่กลับต้องเป็นแพะระบาป